ဇလန်းရဲ့အစမှာတော့ကြည့်ရတာတော်တော်လေးကြောက်စရာကောင်းနေပေမဲ့ Tiffany ကတော့အယုတ် Chucky ကိုပြန်ပြင်ပေးနိုင်ခဲ့လို့တော်တော်လေးပျော်နေတာပါအဲ့ဒီနောက်သူမကကျေပုံစံဆက်ဝိုင်းထဲမှာအယုတ်ကိုတိတ်ပြီး Chucky ရဲ့ဝိညာဉ်ပြန်ဝင်လာအောင်နီလန်မျိုးစုံနဲ့ဆုံးကဝေတက်ကိုသုံးပြီးစူးစမ်းပါတော့တယ်ပထမတော့ဘာမှမထူးခြားပဲငြိမ်နေပေမဲ့ Tiffany ရဲ့တငယ်ချင်းတယောက်ရောက်လာလို့ခဏလဲကြည့်လိုက်တဲ့အချိန်မှာတော့ Chucky ကနေရာမှာမရှိတော့ပါဘူးTiffany က Chucky အသက်ဝင်လာပြီဆိုတာသိသွားပြီးသူမရဲ့တငယ်ချင်းကိုတားလို့မရအောင်အရင်ဆုံးကျိုးတုပ်ချီနှောင်လိုက်ပါတယ်အဲ့ဒီနောက် Chucky ကပေါ်လာပြီး Tiffany ရဲ့တငယ်ချင်းကိုခေါင်းအုံးနဲ့ပိတ်တက်လိုက်ပါတယ် Tiffany ကတော့ Chucky ပြန်ရှင်လာတာကိုကြည့်ပြီးအားရကျေနပ်နေတာပေါ့ဘာလို့လဲဆိုတော့ Chucky ရဲ့ကိုယ်ထဲမှာသူမလက်ထပ်ချင်နေတဲ့ချစ်သူရဲ့ဝိညာဉ်ရှိနေတယ်လို့ယုံကြည်နေလို့ပါ Tiffany ကမင်္ဂလာလက်စွပ်လေးကို Chucky ကိုပြပြီးဒါကိုမှတ်မိလားဒါမင်းရဲ့အလောင်းသားမှာတွေ့ခဲ့တာလို့ပြောလိုက်တဲ့အခါChucky ကိုယ်ထဲကဝိညာဉ်ကခနဲ့တဲ့နဲ့ရေပါတော့တယ်သူကငါကမင်းကိုဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါ Tiffany စိတ်မကောင်းဖြစ်ပြီးဒေါသထွက်သွားပါတယ်ဒါနဲ့စိတ်ဆိုးမှန်ဆိုးနဲ့ Chucky ကိုတန်လောင်အိမ်ထဲထည့်ပိတ်ထားလိုက်ပါတယ်ဆက်ရှင်ကပြောင်းသွားပြီး Jade ဆိုတဲ့မိန်းကလေးကိုပါတီပွဲသွားဖို့လာခေါ်တဲ့ Jess တို့ဘက်ကိုရောက်သွားပါတယ်တကယ်တော့ Jade နဲ့ Jess ကတယောက်နဲ့တယောက်ချစ်နေကြတာပါသူတို့အပြင်သွားဖို့လုပ်နေတော့မှပဲ Jade ရဲ့ဦးလေးကတားဆီးပြီး Jade ကိုအိမ်ထဲပြန်ခေါ်သွားပါတယ်တခြားတစ်ဖက်မှာတော့ Tiffany ရဲ့အိမ်ကြီးချင်းက Jess ကိုမင်းတို့နှစ်ယောက်ချစ်နေကြတာပဲခိုးပြေးပြီးလက်ထပ်လိုက်ကြပါလားလို့အကြံပေးပါတယ်အဲ့ဒီနောက် Tiffany က Chucky အတွက်အဖော်ရအောင်ဆိုပြီးသူတို့သမီးအယုတ်မလေးတရုပ်ဝယ်လာပြီးလှောင်အိမ်ထဲထည့်ပေးလိုက်ပါတယ် Tiffany တယောက်ရေချိုးရင်းတိကြည့်နေတဲ့အချိန်မှာ Chucky ကသူတို့သမီးအယုတ်ရဲ့လက်ဘင်းကလက်စွပ်ကိုယူလှောင်အိမ်ကိုဖျက်ပြီးအပြင်ကိုထွက်လာပါတယ်သူ့ကိုလှောင်အိမ်ထဲပိတ်ထားတဲ့အတွက် Tiffany ကိုပလဲစားချေဖို့ရေချိုးခန်းထဲလိုက်သွားပါတယ် Tiffany ရေချိုးနေတာကိုမြင်တော့ဒီကိုရေကန်ထဲကန်ချလိုက်တာကြောင့် Tiffany တယောက်တက်လိုက်ပြီးအနှိမ့်ဆက်ရောက်သွားပါတော့တယ်Chucky ကတော့နောင်တရယုံနေမကပဲသူတို့သမီးအယုတ်မထဲကို Tiffany ရဲ့ဝိညာဉ်သွင်းဖို့စီစဉ်ပါတော့တယ်သူက Tiffany ရဲ့အလောင်းကိုသုံးပြီးစုံတက်နဲ့ Tiffany ရဲ့ဝိညာဉ်ကိုအယုတ်မလေးထဲပြောင်းထည့်လိုက်ပါတယ် Tiffany တယောက်အယုတ်ကိုခန္ဓာထဲရောက်သွားတာကိုသိလိုက်ရတဲ့အခါမှာတော့တော်တော်လေးထိတ်လန့်တုန်လှုပ်သွားပါတယ်အဲ့ဒီအခါ Chucky ကမင်းဒေါသထွက်တာခဏထားပြီးငါပြောတာနားထောင်ငါတို့လူခန္ဓာကိုယ်ရဲ့ပြန်ဝင်ခြင်းရင်ငါပြောတဲ့အတိုင်းလုပ်ရမယ်လို့ပြောပါတယ်သူတို့လူပြန်ဖြစ်ဖို့ဆိုရင် Chucky တေတုံးကလေဘင်းမှာပါသွားတဲ့လောက်ကတိကိုပြန်ယူရမှာပါဒါပေမဲ့ Chucky ရဲ့အလောင်းကတော်တော်လေးဝေးတဲ့နေရာမှာမြုပ်ထားတာဖြစ်ပြီးသူတို့ကအယုတ်တွေဖြစ်နေလို့ကားမမောင်းနိုင်ကြပါဘူးဒါနဲ့ Tiffany ကအကြံရပြီး Jess ကိုဖုန်းဆက်ပါတယ်ပစ္စည်းနှစ်ခုကိုနေရာတစ်ခုစီပို့ပေးရင်ဒေါ်လာထောင်ချီပေးမယ်လို့ကန့်လန့်လိုက်တဲ့အခါငွေလိုနေတဲ့ Jess ကလည်းသဘောတူလိုက်ပါတော့တယ်Jess ဟာကားပေါ်မှာပါလာတဲ့အယုတ်နှစ်ယုတ် Chucky နဲ့ Tiffany ကိုတတ်မဲ့ပစ္စည်းတွေလိုပဲထင်နေခဲ့တာပါသူဟာသူ့ချစ်သူ Jay နဲ့ခိုးရလိုက်ပြေးဖို့ကြိုးစားခဲ့ပါတယ် Jay ရဲ့မိသားစုကသူတို့အချစ်ကိုသဘောမတူတဲ့အတွက် Jess ကငါတို့ခိုးရလိုက်ပြေးကြရအောင်လို့တိုက်တွန်းတဲ့အခါ Jay ကလည်းသဘောတူပြီးအထုပ်ပိုးပြင်ဖို့အိမ်ထဲဝင်သွားပါတယ်ဒါပေမဲ့ဒီအစီအစဉ်ကို Jay ရဲ့ဦးလေးဖြစ်သူကတီးသွားပြီးသူတို့ကိုမသွားစေချင်ပါဘူးဒါကြောင့် Jess ကိုဒုက္ခပေးဖို့အတွက် Jay ရဲ့ကားထဲကိုမူးယစ်ဆေးဝါးတွေတိတ်တဆိတ်ထည့်ထားလိုက်ပါတယ်ဒါကိုကားထဲမှာရှိနေတဲ့ Chucky တို့အယုတ်စုံတွေကအကုန်မြင်နေရတာပါသူတို့လန်ခီမှာရဲရရှိတယောက်ကတားပြီးကားကိုစစ်ဆေးပါတယ်ကားထဲကမူးယစ်ဆေးတွေကိုတွေ့သွားတဲ့အတွက် Jess တို့စုံတွေအဖမ်းခံလိုက်ရပါတယ်ဒါကိုမြင်တော့ Chucky တို့ကသူတို့ခရီးစဉ်ခဏခဏနှောက်ယှက်နေတဲ့ဒီရဲကိုရှင်းပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်Chucky ကရဲကားကိုတိတ်တဆိတ်မီးရှို့လိုက်ရကနေကားပေါက်ကွဲပြီးရဲရရှိဟာအရန်ကိုရဲဆက်ဆက်တေဆုံးသွားခဲ့ပါတယ်Jess နဲ့ Jay တို့ဟာကြောက်ကြောက်လန့်လန့်နဲ့ပဲခီးဆက်ခဲ့ကြပေမဲ့သူတို့ကြားမှာပြဿနာတွေတက်ပြီးတယောက်နဲ့တယောက်အပြစ်တင်နေကြပါတယ်လမ်းမှာဖျားเจ้าတစ်ခုကိုရောက်တဲ့အခါ Chucky တို့ကကားထဲမှာတချင်းသားထောင်ရင်း Tiffany ကသူ့ Chucky နဲ့လက်ထပ်ချင်ခဲ့တဲ့အတိတ်တွေကိုပြန်တတိယနေပါတယ်နောက်တော့သူတို့ဟိုတယ်တစ်ခုမှာနားကြပါတယ်အဲ့ဒီမှာလင်းမယားတစ်စုံကသူတို့အခန်းထဲဝင်ပြီးပတ်စံအိတ်ခိုးတာကို Tiffany ကမြင်သွားပါတယ် Tiffany ကအဲ့ဒီခိုးတဲ့စုံတွဲနောက်ကိုလိုက်သွားပြီးသူတို့ရှိနေတဲ့အခန်းပေါ်ကမှန်ချက်ကြီးကိုခွဲချလိုက်ရကနေမှန်စတွေမှန်ပြီးအဲ့ဒီစုံတွဲတေဆုံးသွားပါတယ် Tiffany ရဲ့ဒီလိုရက်ဆက်တဲ့လုပ်ရက်ကို Chucky ကသဘောကျသွားပြီးမင်းကငါမိမဖြစ်ဖို့တကယ်တမ်းပါတယ်ဆိုပြီးလက်ထက်လက်ဆွတ်ပေးလိုက်ပါတယ်မနက်လင်းတော့ဟိုတယ်ပိုင်ရှင်ကအလောင်းတွေကိုတွေ့သွားလို့ရဲတွေရောက်လာတဲ့အတွက် Jess တို့လည်းအမြန်ထွက်ပြေးခဲ့ရပါတယ်ဒါပေမဲ့ကားနောက်ခန်းကတက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါ Jay ရဲ့ဦးလေးလောင်းကိုတွေ့လိုက်ရပါတယ်အဲ့ဒီအခါမှာ Jess ရဲ့တငယ်ချင်းကသူတို့ကိုလူသက်သမားတွေလိုထင်သွားပြီးတနက်နဲ့ချိန်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Chucky တို့ကသူတို့ကိုသူတို့ထုတ်ဖော်ပြသလိုက်တဲ့အတွက်တငယ်ချင်းဖြစ်သူကထွက်ပြေးဖို့ကြိုးစားပေမဲ့အဲ့ဒီအချိန်မှာပဲ Truck ကားတစ်စီးကအရှိန်နဲ့ဝင်တိုက်မိပြီးခန္ဓာကိုယ်တစ်ခုလုံးကြေမွသွားခဲ့ပါတယ်ဒါကိုကြည့်ပြီး Chucky ကဒေါသတကြီးနဲ့ငြိမ်ငြိမ်လေးသာကားမောင်းဆန်းလို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Chucky နဲ့ Tiffany တို့ကသူတို့ရဲ့အကြောင်းစုံကိုပြောပြပြီးတခြားဘန်ကားတစ်စီးကိုလူယူကာခီးဆက်ခဲ့ကြပါတယ်အဲ့ဒီကားထဲမှာမီးဖိုချောင်ပါတာကြောင့် Tiffany က Chucky အတွက်အရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်ပေးခဲ့ပါတယ်ဒါပေမဲ့စားတောက်ပြီးရင်ဘယ်သူစေးမလဲဆိုတဲ့ကိစ္စလေးနဲ့တင်နှစ်ယောက်သားအကြီးအကျယ်စကားများကြပါလေရောအဲ့ဒီရန်ဖြစ်နေတဲ့အခွင့်အရေးကိုအသုံးချပြီး Jay က Tiffany ကို microwave ထဲထည့်ပိတ်လိုက်တယ်လို့ Jess ကလည်း Chucky ကိုကားပြတင်းပေါက်ကနေအပြင်ကိုလွှင့်ပစ်လိုက်ပါတယ် Chucky ကပြန်ပစ်လိုက်တဲ့တနက်ကြီးကြောင့်ကားကဟန်ချက်ပြက်ပြီးတိမ်မောက်သွားပေမဲ့ကံကောင်းထောက်မစွာနဲ့ Jesse တို့လွတ်မြောက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်း microwave ထဲကနေမီးလောင်ရာလေးတွေနဲ့ထွက်လာတဲ့ Tiffany ဟာလက်စားချေဖို့ Jay ကိုတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ Jesse က Jay ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်သူတို့နှစ်ယောက်ထွက်လာတာနဲ့တပြိုင်နက်ဘန်ကားကြီးကအုံးကနေပောက်ကွဲသွားပါတော့တယ်ဒါပေမဲ့ Chucky ကသူတို့ကိုတနက်နဲ့ချိန်ပြီးတင်ကြိုင်းတစ်ခုစီခေါ်သွားပါတယ်သူကလူသေးအလောင်းနဲ့အတူမြုပ်နှံထားတဲ့လောက်ကတိဝါကတစ်ခုကိုလိုချင်နေတာပါအဲ့ဒီအချိန်မှာပဲ Jesse က Tiffany ကိုဖမ်းခေါ်လာပြီး Chucky စီလွှဲပေးလိုက်ပါတယ်ဒါပေမဲ့ Chucky ကငါ့အတွက်သူမလိုတော့ဘူးလို့ပြောပြီး Jay ကိုဓာတ်နဲ့ထိုးဖို့လုပ်ပါတယ် Jesse ကကြားကနေကာကွယ်ပေးလိုက်လို့ဓာတ်ချက်က Jesse ကိုထိမှန်သွားပြီးနှစ်ယောက်လုံးအချီခံလိုက်ရပါတယ်လောက်ကတိကိုရသွားပြီဖြစ်တဲ့ Chucky ကသူ့ရဲ့ဝိညာဉ်ကိုကူးပြောင်းဖို့အတွက်ဂါထာမန်တန်တွေရွတ်ဖတ်ပါတော့တယ်အဲ့ဒီအချိန်မှာ Jay နဲ့ Jesse တို့ရဲ့တယောက်ပေါ်တယောက်ထားတဲ့ချစ်ချင်းမြတ်တာကိုမြင်သွားတဲ့ Tiffany ကစိတ်ပြောင်းသွားပါတယ်သူတို့ကိုမတက်ချင်တော့တဲ့အပြင်တယောက်နဲ့တယောက်မခွဲချင်တော့ပါဘူးဒါကြောင့် Tiffany က Chucky ကိုနောက်ကနေဓာတ်နဲ့အလစ်ဝင်ထိုးလိုက်ပြီးငါတို့လည်းအသက်ရှင်ဖို့အခွင့်အရေးမရှိတော့ပါဘူးဒီလိုပဲစသိမ်းကြရအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီမှာတင်အယုတ်နှစ်ယုတ်အကြီးကျယ်တိုက်ပွဲဖြစ်ပြီး Chucky က Tiffany ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်လိုက်ပါတယ်
အဲ့ဒီနောက်ဂျက်စီကရုံးထွက်နိုင်ခဲ့ပြီးချက်ကီးကိုအရှိန်ပြင်းပြင်းနဲ့ကန်ထုတ်လိုက်ရာချက်ကီးဟာသူ့ရဲ့လူသားဘဝတုန်းကရုပ်အလောင်းရှိတဲ့မြေကျင်းထဲကိုပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်မှာရဲအရာရှိတယောက်ရောက်လာပြီးချက်ကီးကိုတနက်နဲ့အချက်ပေါင်းများစွာပစ်တက်လိုက်ပါတယ်။ချက်ကီးကမတေခင်မှာငါတနေ့ပြန်လာခဲ့အောင်မယ်လို့ကြုံဝါသွားခဲ့ပါတယ်။ရဲအရာရှိကဂျိတ်နဲ့ဂျက်စီကိုမင်းတို့လေးတွေကလေးပဲရှိသေးတာအိမ်ပြန်ကြတော့လို့ပြောပြီးလွတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ရဲအရာရှိကတေဆုံးသွားတဲ့တဖနီအနားကိုတွားကြည့်တဲ့အခါမှာတော့တဖနီစီကမွေးဖွားလာတဲ့ကြောက်စရာကောင်းတဲ့ကလေးငယ်တစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကလေးကရဲအရာရှိကိုချက်ချင်းခုံအုပ်တိုက်ခိုက်လိုက်ရကနေပဲဇလန်လေးပြီးဆုံးသွားပါတော့တယ်။